ဖေဖေမေမေတို့ရေဒီတစ်ခေါက်မှာတော့ The Whole Brain Child ဆိုတဲ့စာအုပ်လေးအကြောင်းကို summary ပြောပြပေးချင်ပါတယ်ဒီစာအုပ်ကို No Drama Display ဆိုတဲ့နာမည်ကျော်စာအုပ်ကိုရေးသားတဲ့စာရေးဆရာတွေကပဲရေးသားထုတ်ဝေထားတာဖြစ်ပါတယ် The Whole Brain Child စာအုပ်က New York Times bestseller စာအုပ်တစ်အုပ်လေးဖြစ်ပါတယ်ဒီစာအုပ်မှာတော့ကလေးရဲ့အုံနောက်ွယ်မှာရှိတဲ့ neuroscience ကိုလေ့လာရမှာဖြစ်ပါတယ်ကလေးတယောက်ကဘာလို့ဒီလိုပြုမှုတာလဲဘာလို့ဒီလိုလုပ်လိုက်တာလဲဆိုတာကိုအဖြေရှာနိုင်မဲ့အပြင်မိဘတွေအနေနဲ့ကလေးရဲ့အုံနောက်နဲ့စိတ်ခံစားချက်ကိုဘယ်လိုကင်တွယ်နိုင်မလဲကလေးတွေရဲ့ developing mind ကိုဘယ်လိုပဲ့ပြင်ထိန်းချောင်းသွားမလဲကိုဖြစ်စေချင်တယ်လို့ကြိုးကြောင်းဆင်ခြင်တတ်တဲ့အောင်မြင်ပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်အောင်ဘယ်လိုပြိုးထောင်ပေးနိုင်မလဲဆိုတာကိုဒီစာအုပ်ကလမ်းကြောင်းပေးနိုင်ပါလိမ့်မယ်ဒီစာအုပ်ထဲမှာစာရေးသူကကနူးလေနဲ့ဥပမာပြထားပါတယ်ဒီပုံထဲရလိုပါပဲတစ်ဖက်မှာတော့ chaos ဆိုတဲ့ကန်းရှိပြီးတော့တစ်ဖက်မှာတော့ rigidity ဆိုတဲ့ကန်းတစ်ဖက်ရှိနေပါတယ်ဒါကိုဥပမာပြောရမယ်ဆိုလို့ရှိရင်၃နှစ်အရွယ်ကလေးလေးကပန်းချန်ထဲမှာသူ့ရဲ့အယုတ်လေးကိုဘယ်သူ့ကိုမှအေးမကင်နိုင်ဘူးမမျှဝေနိုင်ဘူးဖြစ်နေတယ်ဆိုလို့ရှိရင်ဒါက rigidity ပါတခြားတစ်ယောက်ကသူ့အယုတ်ကိုကင်လို့အော်မယ်ငိုမယ်သဲတွေနဲ့ပြစ်ပေါက်မယ်ဆိုလို့ရှိရင်ဒါက chaos ပါမိဘတွေရဲ့ဥတီချက်ကကလေးကိုဘယ်ဘက်ကိုမှမရောက်စေဘဲနဲ့ well-being လို့ခေါ်တဲ့မြစ်အလယ်မှာရှိနေနိုင်စေဖို့ပဲဖြစ်ပါတယ်။ဒီလိုဖြစ်ဖို့အတွက်ကလေးရဲ့အုံနောက်အစိတ်ပိုင်းအားလုံးကပေါင်းစည်းပြီးတော့အလုပ်လုပ်ဖို့လိုပါတယ်။ဒီလိုပေါင်းစည်းနိုင်မှုအတွက်လူကြီးတွေကဟန်ချက်ညီညီလဲလျောညီတွေဖြစ်တဲ့နည်းနဲ့ကလေးကိုကူညီပေးရမှာဖြစ်ပါတယ်။လူတွေရဲ့ကိုယ်ရင်းအင်္ဂါတွေကအားလုံးပေါင်းစုပြီးမှခန္ဓာကိုယ်ထောက်ကန်လဲပတ်စေတယ်လို့ပဲအုံနောက်စိတ်ပိုင်းတွေကလည်းအလုံးစုံပေါင်းစုပြီးမှပဲဆုံးဖြတ်ချက်ကောင်းတွေချမှတ်နိုင်တယ်ခန္ဓာကိုယ်ကိုကောင်းကောင်းစေခိုင်းနိုင်တယ်စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်တယ်ကောင်းမွန်တဲ့ relationship ကိုပိုင်ဆိုင်နိုင်မယ်ကျောင်းမှာရလဒ်ကောင်းတွေရရှိမယ်စတဲ့အချက်တွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ခုနကပြောခဲ့သလိုပဲအုံနောက်ကမတူညီတဲ့အစိတ်ပိုင်းတွေပေါင်းစုထားပြီးတော့အခြေခံအားဖြင့်အုံနောက်ရဲ့ဘယ်ဘက်ချမ်းညာဘက်ချမ်းအပေါ်ချမ်းအောက်ချမ်းစတာတွေရဲ့အလုံးလုံးပုံကိုသိထားဖို့လိုပါတယ်။အုံနောက်ရဲ့ဘယ်ဘက်ချမ်းကလက်တွေ့ကျတဲ့တွက်ချက်တတ်တဲ့လှုပ်ဆောင်မှုတွေကိုပြုလုပ်ပြီးတော့ကျမတို့ရဲ့စိတ်ကူးတွေကိုစာကြောင်းတွေအဖြစ်ပြောင်းလဲပေးတာမျိုးလုပ်ပေးပါတယ်။ညာဘက်ချမ်းကတော့စိတ်ခံစားချက်နဲ့ပတ်သက်တာတီထွင်ဖန်တီးမှုစိတ်ကူးပုံဖော်မှုအလိုလိုတည်တတ်မှုစတာတွေကိုလှုပ်ဆောင်ပါတယ်။အုံနောက်ရဲ့အပေါ်ချမ်းကတော့တခုခုမလုပ်ခင်စဉ်းစားတတ်တဲ့အလုပ်ကိုလှုပ်ဆောင်ပြီးတော့ဒီဘိုင်းကတော့အသက်20ကျော်အရွယ်မှာအပြည့်အဝဖွံ့ဖြိုးတယ်လို့သိရပါတယ်။အုံနောက်ရဲ့အောက်ဖက်ချမ်းကတော့အသက်ရှူတာနှလုံးခုန်တာအစာချေစနစ်လိုမျိုး automatic process နဲ့ဒေါသထွက်တာကြောက်ရွံ့တာလိုမျိုး emotion တွေကိုပေါ်ထွက်စေပါတယ်။အန်ဒီရဲ့တစုံတရာကြောက်ရောက်လာပြီဆိုလို့ရှိရင်မစင်စားပဲချက်ချင်းရှောင်တိန်တဲ့အလုပ်မျိုးကိုလည်းလှုပ်ဆောင်ပေးပါတယ်။၃နှစ်အရွယ်ကလေးလေးကရေခဲချောင်းမစားရလို့အော်ဟစ်စိတ်ဆိုးနေတယ်ဆိုလို့ရှိရင်ကျမတို့ကသူ့ရဲ့ကြိုးချောင်းစဉ်းစားတဲ့အုံနောက်အပေါ်ဘက်ချမ်း upstairs brain ကိုချိတ်ဆက်ပြီးတော့ကောင်းမွန်မှန်ကန်တဲ့နီလန်းနဲ့တောင်းဆိုတတ်လာအောင်လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ်။ဒါတွေကိုဘယ်လိုလုပ်ဆောင်ရမလဲဆိုတာစာအုပ်ထဲမှာပြောပြပေးထားပါတယ်။ကလေးရဲ့အုံနောက်ကအလုံးစုံဖွံ့ဖြိုးပါမှသူတို့ကဘဝကိုအတိတ်ပဲရှိရှိအောင်မြင်မြင်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။လူတွေကတဦးနဲ့တဦးမတူညီတဲ့ဗီဇစရိုက်တွေရှိတတ်ကြတာမှန်ပေမဲ့အုံနောက်ကိုတော့ပြုပြင်ပြောင်းလဲပေးလို့ရပါတယ်။ပုံသွင်းလို့ရပါတယ်။ကျမတို့နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့လူတွေနားထောင်နေတဲ့သချင်းတွေကိုဖတ်တဲ့စာအုပ်တွေကြောင့်ကိုယ့်ရဲ့အမှုအကျင့်တွေဆုံးဖြတ်ချက်တွေကပြောင်းလဲနိုင်ပါတယ်။အုံနောက်က rewire ပြန်လုပ်နိုင်တဲ့အတွက်အတိတ်မှာကိုကဘလို့ပဲအဆင်မပြေခဲ့ဘလို့ပဲစိုးခဲ့ဘလို့ပဲခက်ခဲခဲ့ပါစေပြုပြင်ပြောင်းလဲမှုတွေကြောင့်မို့လို့ပိုချမ်းမာတဲ့ပိုပျော်ရွှင်တဲ့လူတစ်ယောက်အဖြစ်ရှေ့ဆက်ပြီးတော့နေထိုင်သွားလို့ရပါတယ်။အဲဒီလိုပါပဲကလေးရဲ့အုံနောက်မှာရှိတဲ့ neurons တွေကိုမိဘတွေကလွှမ်းမိုးပြုပြင်နိုင်စွမ်းရှိနေပါတယ်။ကလေးကိုဘယ်လိုထိန်းချောင်းသလဲထောက်ပံ့ပြုပြင်ပေးသလဲပေါ်မူတည်ပြီးတော့သူတို့က smart ဖြစ်တဲ့လိမ္မာတဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။ပထမဆုံးအနေနဲ့ကလေးရဲ့အုံနောက်ဘယ်ဘက်ချမ်းနဲ့ညာဘက်ချမ်းကိုပေါင်းစည်းနိုင်ဖို့ဘာတွေလုပ်ရမလဲဆိုတာကိုပြောပြထားပါတယ်။ကလေးရဲ့ right brain အုံနောက်ညာဘက်ချမ်းက emotion တွေပြင်းထန်နေတယ်ဆိုရင်အုံနောက်ဘက်ချမ်း left brain ရဲ့တွက်ဆဆင်ခြင်နိုင်စွမ်းတွေကလျော့ပါနေပါတယ်။သူတို့စိတ်ဆိုးနေတဲ့ချိန်စိတ်အဆင်မပြေဖြစ်နေတဲ့အချိန်မှာ logic ကြစဉ်းစားတွေးခေါ်တတ်တဲ့အုံနောက်ဘက်ချမ်းကအလုံးမလုံးပါဘူးဒီလိုချိန်မှာဘယ်လိုဖြေရှင်းမလဲအုံနောက်ဘက်ချမ်းကိုဘယ်လိုချိတ်ဆက်မလဲဆိုတာဒီဥပမာလေးကိုကြည့်နိုင်ပါတယ်။ဒီပုံလေးထဲမှာကလေးကမမေရအသားအတွက်တရေနိုးလာရင်ဖတ်ဖို့ note လည်းမရေးထားခဲ့ဘူးပြီးတော့သားအိမ်စာတွေကိုလည်းမုန်းနေဒီလိုသူက emotion အပြည့်နဲ့ပြောနေပါတယ်ဒီချိန်မှာမမေတို့ကနင်ကဒီချိန်ကြီးအိပ်ရာတွေကဘာထွက်လောက်တာလဲသွားအခန်းထဲကိုပြန်မနဲ့မိုးမလင်းချင်းဒီမှာထပ်မတွေ့ချင်ဘူးနော်စသဖြင့်ပြောလိုက်ပါတယ်
အဲ့လိုပြောမယ်အစားကလေးရဲ့ဘဲဘက်အုံနောက်ကိုချိတ်ဆက်နိုင်မှုအတွက်အိုးဟုတ်သားပဲမမေလည်းအလို့သားဆိုတော်တော်စိတ်ဆိုးမှာပဲတားကနှုတ်လေးခြံခဲ့စီချင်တာလားဟုတ်လားအိမ်သားရဲ့အတွက်လည်းမိမိမှာ idea ရှိတယ်ဒါပေမဲ့အခုတော့တော်တော်လေးနောက်ကျနေပြီနော်မနေ့ကမှအဲ့ဒီအကြောင်းပြောရအောင်ဆိုတဲ့အပြောမျိုးနဲ့ကလေးရဲ့ဘဲဘက်အုံနောက်ကိုချိတ်ဆက်ပေးနိုင်ပါတယ်ကလေးတွေအနေနဲ့သူတို့ကြုံခဲ့ရတဲ့အဆင်မပြေတဲ့အဖြစ်အပျက်တွေကိုလုံးစေးပတ်စေးပြောနိုင်ဖို့ကခက်ခဲကြပါတယ်။သူတို့ရဲ့အမှတ်ဉာဏ်တွေကပြန့်ကျဲနေပြီးတော့ဘာကြောင့်ဘလို့ဖြစ်သွားရဲဆိုတာကိုမစုစည်းနိုင်မသုံးသပ်နိုင်ကြပါဘူး။ဒါကြောင့်မို့လို့သူတို့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေခံစားရတဲ့ခံစားမှုတွေကိုသူတို့ကိုယ်တိုင်သိလာအောင်ပုံဖော်ပေးနိုင်မှုလိုပါတယ်။ကျမတို့ journaling လုပ်သလိုပါပဲဖြစ်ရက်တွေကိုစာအုပ်မှာချရင်စဉ်းစားရင်းနဲ့ဆက်စဉ်းစားနိုင်ခြင်းတွေရှိလာပါတယ် left brain နဲ့ right brain ကိုချိတ်ဆက်မိပြီးတော့ကောင်းတဲ့အနေအထားကိုရောက်လာတာမျိုးပါဒီလိုချရေးပြီးတော့ဖြည်းဖြည်းချင်းစဉ်းစားတာနဲ့စိတ်သက်သာရာရလာတယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်လာတယ်တခုသတိထားမှာတော့ကလေးရဲ့ bad feeling တွေကိုအတင်းဖိအားပေးပြီးတော့မေးတာမျိုးကိုရှောင်ရမှာမယ်သူတို့ပြောချင်လာမှပြောခိုင်းရမှာဖြစ်ပါတယ်ဒီတိုင်းသူတို့ကိုမေးတာထက်အပင်အတူတူစိုက်ရင်းနဲ့မုံလို့ရင်းနဲ့ဖက်ဆယ်ဆက်ရင်ကစားရင်းနဲ့ပြောခိုင်းတာမျိုးကပိုအဆင်ပြေပါတယ်။နီလန်းနှစ်အတွက်ဒီဥပမာလေးကိုကြည့်နိုင်ပါတယ်။ဒီဥပမာထဲမှာတော့သူတို့ကြုံခဲ့ရတဲ့ bad feeling တွေကိုပြီးရောမေးဖြောက်ပြမဲ့အစားသူတို့အုံနောက်ဘယ်ဘက်ချမ်းကအလုံးလုံးလာအောင်ပြောဆိုပေးရမှာဖြစ်ပါတယ်။ဒီပုံလေးထဲမှာတော့ကလေးလေးကချော်လဲပြီးတော့ဒူးပြေးသွားတယ်မေမေလို့ပြောတဲ့အခါမှာမမေတို့ကငိုနဲ့အဆင်ပြေသွားပြီ1မိနစ်နဲ့တော့အခုကောင်းသွားပြီပဲပို့ပြီးတော့သတိထားပေါ့လို့ပြောပါတယ်အဲ့ဒီအစားချော်လဲသွားတာနော်သမီးပြေးလာပြီးတော့ခြေထောက်ခောက်ပြီးလဲသွားတာကိုမေမေကမြင်လိုက်တယ်ပြီးတော့ဘာဆက်ဖြစ်သေးလဲလို့မေးနိုင်ပါတယ်မေမေလာတယ်လို့သူကဖြေဟုတ်တာပေါ့မေမေကအကူညီပေးတယ်ဖတ်ထားပေးတယ်အခုကောင်းသွားပြီမဟုတ်လားလို့ပြောနိုင်ပါတယ်ဒါကတော့သူတို့ရဲ့ဘယ်ဘက်အုံနောက်နဲ့ညာဘက်အုံနောက်ကိုချိတ်ဆက်နိုင်တဲ့နီလန်းနံပါတ်2ဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတော့ဒီစာအုပ်ရဲ့အပိုင်း2အနေနဲ့ upstairs brain နဲ့ downstairs brain ကိုချိတ်ဆက်ပုံနဲ့ memories တွေအကြောင်းကိုဆက်လက်ပြီးတော့တင်ပြပေးသွားပါအောင်မယ်ရှင်။